Hello ဒီနေ့ကတော့ကျမအိမ်မှာပေါ့နော်ဒညင်းသီးစားရည်စိမ်လုပ်ထားပါတယ်အဲ့ဒါတော့ကိုယ်တိုင်လုပ်ထားတာပေါ့နော်ဒညင်းသီးစားရည်စိမ်မှာဒီမှာဒညင်းသီးစားရည်စိမ်ဒီမှာအရင်စားကောင်းတယ်ဒီကလေတော့မနှက်ပြန်မှာစားကျမတော့စားပြလိမ့်မယ်နော်နောက်နေ့မှလေကျမတော့မကြိုက်လို့မစားဘူးကျမကိုယ်တိုင်လုပ်ထားပြရဒါပေမဲ့ဒညင်းသီးစားရည်စိမ်မှာတခြားနိုင်ငံတွေမှာကြာလေတခွားသီးစားရည်စိမ်ရှိကြတယ်နော်အားပေးကြပါအောင်လို့ပြောချင်ပါတယ်နော်ကျမရဲ့လေအခုမှ YouTube မှာစဆော့ရဆိုတော့လေတခါမှလည်းမဆော့ဘူးကွာအဲ့တော့အားပေးကြပါလို့ပြောချင်ပါတယ်ရှင်ဒါလေးတော့ဒညင်းသီးစားရည်စိမ်လေးပါမနေ့ဖြန်ဒါမှမဟုတ်တစ်ပတ်ခါကျမအတော့စားပြလိုက်ပါမယ်ကြည့်ပြီးသားနော်ဆုံးဖြတ်အခုကကျူရှင်သွားခါနီးပေါ့နော်ဒီကပြောချင်တာလေးကကြောက်အားပေးကြပါလို့ပဲပြောချင်ပါတယ်အခုမှတော်ဆဆော့ဖြစ်တဲ့အတွက်အရန်အားပေးကြပါလို့အသေးလည်းအများကြီးပြီနော်ကွန်မန့်လည်းဝင်တော့ကြောင်းကွန်မန့်ရေးရသူအားလုံးရှစ်ပါရဲ့မရေးသူလည်းရှစ်ပါရဲ့ရှစ်ဒါမှရေးပြီးတော့နော်အသက်ပန်နေလဲဆိုတာပြောပြပေးပါမယ်ကျမရဲ့အသက်ကပါလေ9နှစ်ပဲရှိသေးပါရဲ့ရှင်အဲ့တော့အားပေးကြပါနော်နောက်ကြကျောင်းတက်ရရင်ပေါ့နော်ကျမကျောင်းသွားရဲ့တနေ့တာ vlog လေးလည်းရိုက်ပေးပါမယ်မနေ့ပြန်ကြရင်ကျမ daily vlog လေးရိုက်ဖို့စဉ်းစားတာတယ်ဒါပေမဲ့ရိုက်ဖြစ်မရိုက်ဖြစ်ကမသိသေးဘူးပေါ့နော်အဲ့တော့အားပေးကြပါနော်ဒီနေ့ကျမအိမ်မှာဘာဟင်းလေးရှိလဲပြပါမယ်ဒီမှာငါမဒါလေးကငါဟင်းဒါလေးကဘာဟင်းလေးလည်းမသိဘူးပေါ့နော်ဒါလေးကငါဟင်းမယ်ထင်တာပဲဒါလေးကမသိဘူးကဲ sorry ပါနော်ဟင်းနာမည်မသိလို့ပေါ့နော်အခုကကျူရှင်တော့တော့မခဏနေကြရင်အခုက3နာရီဒီနေ့ကဗုဒ္ဓဟူးနေ့9လပိုင်းရက်20နေ့ပေါ့နော်အခုကညနေ3နာရီ15မိနစ်ဖြစ်နေပါပြီကျမ4နာရီကြာကျူရှင်သွားရမှာပါဒီတော့ကကျမကိုလေလို့ပြောရမလဲကျမကိုမပယ်လိန်ကြပါနဲ့နော်ကျမကိုအဲ့လိုဒီ YouTube အကောင့်ကိုလေမဟိုင်းလိုက်နဲ့နော်ကျမကိုအဲ့လိုဟိုင်းလိုက်ရင်ကျမဆော့လို့မရတော့ဘူးပေါ့နော်ကျမရဲ့အကောင့်မဖြတ်ကြပါနဲ့တောင်းမှပါမဘလောကြပါနဲ့ကျမရဲ့အကောင့်မဖြတ်ကြပါနဲ့ပေါ့နော်ပြောချင်တာလေအကောင့်ဖြတ်ရင်ကျမဒီလို daily vlog တင်စီရရှိရလေးမတင်ရတော့ဘူးပေါ့နော်အကောင့်တစ်ခု